အိပ်ပျော်ခြင်းနဲ့နိုးကြားခြင်းတာမန်အနေထားတစ်ခုစဉ်းကျင်စဉ်းစားကြည့်လိုက်မိမိကိုယ်တိုင်ဟာအိပ်ပျော်နေတယ်ဆိုတဲ့အချိန်မှာဘာမှမသိဘူးပေါ့နော်အိပ်ပျော်နေပြီဆိုတဲ့အချိန်မှာကိုယ်အိမ်ဝင်ပြီးတော့တခိုးခိုးသွားလဲခိုးမှန်းသိမှာမဟုတ်ဘူးတစုံတစ်ယောက်ကတခုလုပ်ရင်လည်းလုံမှန်းသိမှာမဟုတ်ဘူးအဲ့တော့အိပ်ပျော်နေခြင်းဆိုတာဟာတကယ်စဉ်းစားကြည့်မယ်ဆိုရင်အချိန်ကာလတစ်ခုမှာကိုယ့်အတွက်အသိစိတ်ကင်းမဲ့သွားတဲ့အနေအထားမျိုးကိုရောက်ရှိနေတယ်လို့ဆိုလို့နိုးကြားခြင်းဆိုတာနိုးနေသည့်အတွက်ကြောင့်အကောင်းဆုံးအကြောင်းအကျိုးမှန်သမျှသိနေတယ်မျက်စိကလည်းမြင်နေရတယ်နားကလည်းကြားနေရတယ်အနံ့ဟူသမျှလည်းနှာခေါင်းကရနေတယ်လျှာကလည်းအရသာသိနေတယ်ခန္ဓာကိုယ်ကလည်းအထိတွေ့တွေသိနေစိတ်ကူးကြံစည်မှုတွေလည်းရှိနေအိပ်ပျော်နေခြင်းနဲ့နိုးကြားခြင်းဟာကွဲပြားခြားနားတယ်အိပ်ပျော်နေပြီဆိုရင်ဘာမှမသိဘူးနော်မျက်စိကလည်းမမြင်ရဘူးနားကလည်းမကြားရဘူးနှာခေါင်းကလည်းအနံ့မရဘူးလျှာကလည်းအရသာမသိဘူးခန္ဓာကိုယ်ကလည်းအထိတွေ့မသိဘူးကြံစည်စိတ်ကူးမှုတွေလည်းတခုမှမရှိဘူးအိမ်မောကြနေပြီဆိုရင်တခါတရံအိမ်မက်တောင်မမက်ဘူးလို့ဆိုလို့အဲ့တော့အိမ်မက်မက်တယ်ဆိုတာတောင်မှပဲနိုးတဝက်ပျော်တဝက်မှာအိမ်မက်မက်တာဖြစ်တယ်ပေါ့ဒီနှစ်ခြိုက်ကြီးအိပ်ပျော်သွားတဲ့အခါမှာအိမ်မက်ဆိုတာမမက်လို့မရှိဘူးနိုးတဝက်ပျော်တဝက်နိုးတဝက်ပျော်တဝက်ဆိုတာဖြတ်ခနဲ့ပျော်သွားလိုက်ပြီးရင်ပြန်နိုးလာလိုက်ဆိုတဲ့အနေအထားမျိုးကိုဆွလို့ရတယ်ပေါ့သို့တော့နိုးလာတော့ရှင်းရှင်းလင်းလင်းကြီးနိုးလာသလားဆိုတာအဲ့လိုတော့မဟုတ်ဘူးစိတ်ထဲမှာမတိတတိဖြစ်နေတဲ့အရာမျိုးဒါကိုစာပေကျမ်းကမှာကပိမိဋ္ဌပရိတောလို့ကပိမိဋ္ဌမြောက်မီးငိုက်လို့ဘာလို့ပြန်မြောက်တွေဆိုတာတစ်ပင်မောင်မှာနေတဲ့အကောင်သူတို့ဟာနှစ်ခြိုက်ကြီးအိပ်ပျော်သွားတယ်လို့မရှိဘူးစက္ကနဲ့မေးကနေပျော်သွားလိုက်စက္ကနဲ့နိုးလာလိုက်မေးကနေပျော်သွားလိုက်စက္ကနဲ့နှစ်ခြိုက်ကြီးအိပ်ပျော်သွားမယ်ဆိုရင်တစ်ပင်မောင်ကလိမ့်ချကောင်းကြမှာပဲဒီကောင်လေဒါကြောင့်မို့လို့သူတို့ရဲ့မြောက်တွေရဲ့အိပ်ပျော်မှုဟာနော်အမြဲတမ်းတိုးထောင်းပြီးတော့နိုးလိုက်အိပ်လိုက်နိုးလိုက်အိပ်ပျော်လိုက်နဲ့ဒီလိုအနေထားမျိုးလေးဖြစ်တာအဲ့ဒီလိုလူတွေမှလည်းပဲရမယံကနိုးလိုက်အိပ်ပျော်လိုက်နဲ့ဖြစ်နေတဲ့အချိန်မှာအိမ်မက်တွေမဲ့ကြနိုးတဲ့အခါမှာဝင်လာလိုက်အိပ်ပျော်သွားတဲ့အခါပျောက်သွားလိုက်နဲ့အိမ်မက်တွေဟာတခါတည်းရန်ကြတော့ကိုယ်အတွေ့အကြုံလေးတွေပြန်ဆက်ပြီးတော့မဲ့နေတာသာဖြစ်တယ်အဲ့ဒီလိုအိမ်မက်မဲ့တယ်ဆိုတာနှစ်ခြိုက်အိပ်ပျော်သွားရင်မမဲ့ဘူးဒါကြောင့်မို့ကျမ်းမာရေးရှုထောင့်ကသိမယ်ဆိုရင်ညအိပ်ပြီးတော့ခဏခဏအိမ်မက်ရှည်ကြီးတွေမက်လို့ရှိရင်တော့ကျမ်းမာရေးထိခိုက်တယ်လို့သူတို့ဆိုတယ်နော်နှစ်ခြိုက်အိပ်ပျော်တာမဟုတ်လို့အိမ်မက်တွေမက်နေလို့ရှိရင်ကျမ်းမာရေးထိခိုက်တယ်တစ်စင်နဲ့တစ်ဆက်တည်းအိပ်ပျော်တာမဟုတ်လို့ဆိုကြတာဖြစ်တယ်ပေါ့အေးအိပ်ပျော်ခြင်းနဲ့နိုးချခြင်းဆိုတာသဘာဝအားဖြင့်ကွဲပြားခြားနားမှုတွေရှိတယ်အခုဒီနေရာမှာကျတော့ဒီမြတ်စွာဘုရားဟောတဲ့အိပ်ပျော်ခြင်းနဲ့နိုးချခြင်းဆိုတာကျတော့ဓမ္မနဲ့ပတ်သက်လာလောကမှာအိပ်ပျော်နေတဲ့သူဟာဘာပညာမှရမှာမဟုတ်ဘူးတိုးတက်မှုတွေအားလုံးဟာရပ်တန့်နေတယ်အိပ်ပျော်သွားတဲ့အချိန်ပိုင်းမှာတိုးတက်မှုတွေရပ်တန့်သွားနိုးကြားနေတဲ့အချိန်မှာတိုးတက်မှုတွေရှိတယ်အဲ့တော့အိပ်ပျော်ခြင်းနဲ့နိုးကြားခြင်းဆိုတာဟာဓမ္မရှုထောင့်ကနေကြည့်မယ်။တမန်အပြင်လူတွေဟာအိပ်မပျော်ဘူးနိုးနေတယ်လို့ပြောတဲ့အနိုးမျိုးအိပ်ပျော်ခြင်းမျိုးဒီလိုဆိုလိုတာမဟုတ်ဘဲနဲ့ဓမ္မရှုထောင့်ကနေပြီးတို့တွေဟာအိပ်ပျော်နေတာလားနိုးနေတာလားဆိုတာကိုယ့်ကိုယ်ဆန်းစစ်ကြည့်လို့ရတယ်ပေါ့နော်။အိပ်ပျော်နေပြီဆိုရင်တော့တန်တရားထဲမှာကြာအောင်မှာပဲ။နိုးနေပြီဆိုမှနိုးကြတယ်ဆိုရင်တော့တန်တရားထဲမှာမကြဘူးတန်တရားထဲမှာရှိနေအောင်တော့
ဆင်းရဲဒုက္ခတွေရှောင်ကွင်းလို့ချမ်းသာဒုက္ခတွေကိုရနိုင်တယ်ဆိုတဲ့ဒီအနေအထားကိုဆုံးမဟောကြားတာပဲဖြစ်တယ်ပေါ့ပါဠိစကားတုတ်တဆိုတာအိပ်ပျော်ခြင်းလို့အဓိပ္ပာယ်ရတယ်စာဂရဆိုတာနိုးကြခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တုတ်တန်တွေထဲမှာတုတ်တနဲ့စာဂရဒီဟာနှစ်ခုရှင်တွဲပြီးတော့လာတာဖြစ်လို့မြတ်စွာဘုရားသာဝတိမြို့စီရုံကျောင်းတော်မှာသတင်းသုံးနေတဲ့အချိန်တခုသောညဥ်ရတန်းကောင်ရအချိန်မှာနတ်သားတယောက်မြတ်စွာဘုရားရှေ့မှောက်ပေါ်လာပြီးအယုသေးပေးပြီးမြတ်စွာဘုရားကိုမေးခွန်းတွေမေးတော့အဲ့ဒီမေးခွန်းဟာဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းသာလည်းဖြစ်တယ်။တာမန်လူတွေအိပ်ပျော်တာနဲ့တာမန်လူတွေနိုးနေတာကိုမေးတာမျိုးမဟုတ်ဘူးပေါ့။အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဖြေကလည်းပဲဓမ္မနဲ့ပတ်သက်တဲ့အဖြေပဲဖြစ်တယ်။အဲ့တော့သူကဘယ်လိုမေးလိုက်သလဲ။ကတိစာဂရတံတုတ်တောကတိစာဂရတံတုတ်တာနိုးနေသူထဲမှာအိပ်ပျော်နေသူတွေဟာဘယ်နှယောက်ရှိသလဲဒီမေးတာနော်လောကမှာလူတိုင်းဟာနိုးနေကြတာမဟုတ်ဘူးအိပ်ပျော်နေတဲ့အိပ်မောကြနေတဲ့လောကကြီးအမှန်တရားကိုမသိလို့ရှိရင်အိပ်မောကြနေကြတယ်အိပ်မောကြနေတာနဲ့အလားတန်တူတယ်လေကိုယ့်ဘဝကိုယ့်အကြောင်းကိုယ့်အကိုမသိဘူးဆိုရင်အိပ်နေရင်မသိသလိုပဲအိပ်ပျော်နေရင်မသိသလိုပဲတမန်အဖြစ်နိုးနေတော့လဲဒါတွေမသိဘူးဆိုလို့ရှိရင်အိပ်နေတာပဲလို့ဒီလိုဆိုအောင်ဖြစ်တယ်အဲ့တော့မေးလိုက်တဲ့မေးခွန်းကဘာလို့ဆိုရင်ကတိစာဂရတံတုတ်တာစာဂရတံနိုးနေသူအပေါင်းတို့တွင်တုတ်တာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်အိမ်မောကြနေတဲ့သူတွေဟာကတိဘယ်နှယောက်ရှိပါသလဲဆိုနိုးနေတဲ့လူတွေရဲ့အတိုင်းဝိုင်းထဲမှာအိမ်မောကြနေတဲ့လူတွေဘယ်နှယောက်ရှိသလဲဒီဘေကုန်းမေးတာတမန်အဖြစ်တော့စကတာဝတ်တယ်လို့ပဟေလိစကားခတ်ဆန်တာမေးတာနော်ပဟေလိစကားသို့တော်ဒီအဖြေဟာတကယ်တရားဘက်ကဖြေတာဖြစ်လို့တဘာဝကြကြဖြေတဲ့အဖြေမျိုးသာဖြစ်တယ်ဒါပထမမေးခွန်းဒီလိုမေးပြီးတော့ဒုတိယမေးခွန်းကြတော့ကတိတုတ်တေသူဇာကရာအိတ်နေတဲ့အထဲမှာနိုးနေတဲ့လူကဘယ်နှယောက်လဲနိုးနေတဲ့အထဲမှာအိတ်ပျော်နေတဲ့လူကဘယ်နှယောက်လဲနော်အိတ်ပျော်နေတဲ့လူတွေထဲမှာနိုးနေတဲ့လူကဘယ်နှယောက်လဲဒီမေကုံမေးပြီးတော့ကတိပိရဇံမာဒေတိလောကလူတွေဟာအညစ်အကြေးတွေဆွဲကပ်သွားတာဟာဘာတွေကြောင့်ဘယ်လိုအရာမျိုးတွေကြောင့်ဘယ်နှမျိုးကြောင့်လူတွေတဏ္ဍာမှာအညစ်အကြေးတွေဆွဲကပ်သွားတယ်လေကတိပိပရိသုတ်စတိဘာတွေနဲ့မှအဲ့ဒီအညစ်အကြေးတွေကစင်ကြယ်သွားနိုင်တယ်လေဆိုဒီမေကုန်းကိုမေးတာအဲ့ဒီမေကုန်းဟာတကယ်တော့ဖျားမှဖြေနိုင်တဲ့မေကုန်းမျိုးရှုဝတ်တဲ့မေကုန်းမျိုးပဲအဖြေတွေမျိုးစုံထွက်နိုင်တဲ့မေကုန်းမျိုးပဲသို့တော့ထွက်လာတဲ့အဖြေတွေဟာအဖြေမှန်ဟုတ်ချင်မှဟုတ်မှာပေါ့သို့တော့မြတ်စွာဘုရားရဲ့အဖြေကတဘာဝတရားကိုရည်ညွှန်းပြီးတော့ဖြေတာဖြစ်လို့မြတ်စွာဘုရားရဲ့ဖြေဆိုမှုကပြည့်စုံပြီးတော့မှန်ကန်တယ်ပေါ့နတ်သားကဒီမေကုန်းကိုမေးလိုက်တာအဲ့တော့ဒီနတ်သားကဒီမေကုန်းနေဘယ်ကရလာတာတုံးလို့ချိမယ်ဆိုလို့ရှိရင်သူတို့ဟာကြံ့ကြံ့ဖန်ဖန်မေးတာမျိုးတွေတစ်ခါတလေကြတော့မဟုတ်တတ်ဘူးအာလဝကကြီးကမြတ်စွာဘုရားကိုမေကုန်းနေမေးတယ်ဆိုတာဒီမေကုန်းနေဟာသူတို့မိသားစုမှာအစဉ်အလာမေးလာတဲ့မေကုန်းဘယ်သူစီကရလာတဲ့မေကုန်းနေတော့ဆိုကတ္တဗမြတ်စွာဘုရားဂေါရမဘုရားမပွင့်ခင်ကအရင်ပွင့်သွားတာpredecessor လို့ခေါ်တယ်ရှေ့ကပွင့်တယ်ဘုရားအဲ့ကတ္တဗဘုရားလက်ထက်မှာဒီမေကုန်းတွေဟာဒီမေကုန်းတွေမေးပြီးတော့အဖြေတွေလည်းရှိခဲ့ကြအာလဝကကြီးမေးတဲ့မေကုန်းတွေဟာ
ကတ္တဗဘုရားမေးပြီးဖြေထားတဲ့အမေးဖြေတွေဒါဖြစ်တယ်ပေါ့အမေးတွေကိုဖြေထားတာအခုဟာလည်းပဲကတ္တဗဘုရားလက်ထက်ကအမေးနဲ့အဖြေဟောကြားထားတဲ့တဘာဝဒေသနာဓမ္မပဲဖြစ်အဲ့ဒီမဲ့နတ်တွေကဒီအမေးနဲ့အဖြေတွေကိုသူတို့ဟာကတ္တဗဘုရားထံကကြားနာရသည်ဖြစ်စေအစဉ်အလာပြောစကားရဖြစ်စေမှတ်သားထားကြတယ်ပေါ့အဲ့ဒီမှာအဓိပ္ပာယ်ကိုသူတို့မေခွန်းတွေသာကြံပြီးတော့အဖြေကိုမသိကြတာလည်းဖြစ်နိုင်တယ်။ယမယကမေခွန်းသာကြံပြီးတော့အဖြေတွေဟာပျောက်ဆုံးနေတာမျိုးရှိတယ်။အဲ့ဒါမျိုးကိုလာပြီးတော့မေးတယ်လို့လည်းဆိုနိုင်တယ်။ဒါကအာလဝကသုတ်တံမှာရှိတဲ့မေခွန်းတွေဟာကတ္တဗဘုရားလက်ထက်ကမေခွန်းတွေနောက်ပိုင်းကျတော့အဖြေတွေပျောက်သွားလို့ဂေါရမဘုရားနဲ့တွေ့တဲ့အခါမှာဒီအဖြေကိုမေးအမေးတွေကိုထပ်မေးပြီးအဖြေရှာတာလားဖြစ်တယ်အဲ့တော့ဒီနတ်သားဟာလည်းအကြောင်းမဲ့တက်တက်မေးတာတော့မဖြစ်နိုင်ဘူးဒါကြောင့်ထူးခြားတဲ့မေခွန်းလေးတွေမို့သူမှတ်သားထားပြီးတော့အဖြေသိခြင်းလို့ဘုရားကိုလာမေးတာမေးလျှောက်တာလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့သူမေးလိုက်တာကဂတိဇာဂရတံသုတ်တာနိုးနေတဲ့လူတွေထဲမှာအိပ်ပျော်နေသူတွေကဘယ်နှယောက်ရှိသလဲဂတိသုတ်တေသူဇာဂရာအိပ်ပျော်နေတဲ့အထဲမှာနိုးနေတဲ့လူတွေကဘယ်နှယောက်ရှိသလဲတာမန်အဖြစ်ဆိုဘယ်လိုလုပ်ဖြစ်နော်ဘယ်လိုလုပ်ဖြစ်မှာဘယ်နှယောက်လို့လောကကြီးမှာဘယ်လိုလုပ်ဖြစ်မှာအဖြေအတိအကျဖြေဖို့ခက်တဲ့မေခွန်းတစ်ခုပဲကတိပိရစမာဒေတိဘယ်အရာတွေကြောင့်မြင်မြသောအကြောင်းတရားတွေကြောင့်တရားတွေမှာညှဉ်းနှွမ်းမှုတွေအညစ်အကြေးတွေဟာဆွဲကပ်သွားရသလဲကတိပိပရိသုစတိဘယ်အကြောင်းတရားတွေကြောင့်ဘယ်မြသောအကြောင်းတရားတွေကြောင့်သူတို့ဟာအဲ့ဒီအညစ်အကြေးတွေကစင်ကြယ်သွားနိုင်ပါသလဲဆိုဒီမိကုံးအမေးလိုက်တာမေးလိုက်တော့မြတ်စွာဘုရားချက်ချင်းဖြေလိုက်တယ်မြတ်စွာဘုရားဖြေတဲ့အဖြေကိုသူနားလည်သွားပုံတော့ရတယ်ဒါပေမဲ့လို့တရားနာပိဋကတ်တွေကနားလည်အောင်မဟုတ်သေးဘူးဒီမေးခွန်းနဲ့အဖြေသူကတော့သဘောကျပြီးတော့နတ်ကသဘောပေါက်သွားတယ်အဲ့တော့မြတ်စွာဘုရားကဘယ်လိုဖြေလိုက်တုံးဆိုပင်စဇာဂရတံသုတ်တာနိုးနေတဲ့လူထဲမှာအိတ်နေတဲ့လူဟာ9ယောက်ရှိတယ်နော်အိတ်နေတဲ့လူဟာ9ယောက်ရှိတယ်ပင်စတုတ်တေသူဇာဂရာအိတ်နေတဲ့လူတွေထဲမှာလည်းပဲနိုးနေတဲ့လူဟာ9ယောက်ရှိတယ်နိုးနေတဲ့လူတွေထဲကအိပ်ပျော်နေတဲ့လူက9ယောက်အိပ်ပျော်နေတဲ့လူတွေထဲမှာနိုးနေတဲ့လူက9ယောက်လို့9ကဏ္ဍနဲ့ကြီးပဲဖြည့်ထားတာဖြစ်တယ်ပင်စပိရစမာဒေတိ9မျိုးသောအကြောင်းကြောင့်လူတွေရဲ့တဏ္ဍာမှာအညစ်အကြေးတွေမြူမုံတွေအညစ်အကြေးတွေဆွဲကပ်သွားတာဖြစ်တယ်ပင်စပိပရိသုစတိ9မျိုးသောအကြောင်းကြောင့်အဲ့ဒီအညစ်အကြေးတွေဟာတန်ရှင်းစင်ကြယ်မှုကိုရတယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဖြေလိုက်တဲ့အခါမှာနတ်သားကခြေနှက်ပြီးတော့ပြန်သွားတယ်သူတို့စီမှာငကိုတဲ့ရတဲ့အဖြေရှိကောင်းရှိနိုင်တယ်ပေါ့ကတ္တဗဘုရားရဲ့အမေးအဖြေတွေသူပြန်ပြီးရလို့ခြေနှက်အားရပြီးပြန်သွားတယ်အဲ့တော့ဒီနေရာမှာသူဖြေတဲ့အဖြေကိုတမန်အားဖြင့်တော့နားလည်ကြအောင်မဟုတ်သေးဘူးတရားနဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုရင်ပင်စဇာဂရတံသုတ်တာနိုးနေတဲ့လူတွေထဲမှာအိပ်ပျော်နေတဲ့လူ9ယောက်ဆိုတာဘယ်သူတွေလဲလောကမှာဘယ်သူပဲဖြစ်ဖြစ်ရိုးရိုးအိတ်ထာနဲ့ရိုးရိုးနိုးတာမျိုးကိုမေးတာမဟုတ်ဘူးဒီမေကုံးကလူတိုင်းဟာရိုးရိုးအိတ်တယ်ရိုးရိုးနိုးတယ်ဆိုတဲ့ဟာမျိုးမဆိုလိုဘူးဒါကြောင့်မလို့လောကမှာလူတွေဟာဒီအိပ်ပျော်နေတယ်ဆိုတာဘယ်လိုဟာတုံးဆိုရင်ရထားတဲ့ဘဝလေးတစ်ခုမှာမိမိလျော်ရော့ရထားတဲ့ဘဝလေးမှာရင်မှုနေကြရင်မှုပြီးမေ့လျော့နေတယ်
ရှင်မူးမေးလျော့ပြီးတော့ဘာတွေလှုပ်တုံဆိုတော့ကိုလှုပ်ချင်တာတွေလှုပ်နေကြရှင်မူးမေးလျော့တဲ့အခါလူတွေဟာလှုပ်ချင်တယ်ဆိုတော့ဘာတွေလှုပ်တုံဆိုမကောင်းမှုအောက်သူတွေပဲပျော်ကြတာပျော်မယ်ပါမယ်တောက်မယ်စားမယ်ဟုတ်လားစိတ်ဆိုးစရာရှိရင်ဆိုးမယ်လိုချင်စရာရှိရင်လောဘဖြစ်မယ်တွေးဝေမှုကိုပယ်ဖြောက်ဖို့အသိပညာကိုရှာဖွေဖို့ဆိုတာစိတ်ကူးတဲ့တောင်မထက်စိတ်ကူးတဲ့တောင်မထက်အလုပ်ရှာမယ်ပိုက်ဆံရှာမယ်ငွေကြေးတနများများရှာမယ်ရှားလာရင်သုံးမယ်ဖြုံးမယ်နေ့စဉ်နဲ့အမျှဘာပဲလုပ်ရနော်ဘာပဲလုပ်ရပိုက်ဆံရပြီးရောပျော်ရပါရပြီးရောဆိုတဲ့အနေအထားမျိုးတွေကိုပမာထရှင်မူးမေးလျော့နေတာအဲ့ဒါတွေကလူ့ဘဝမှာတန်ဖိုးမဟုတ်ဘူးသို့တော့အများစုကအဲ့ဒါတွေကိုလက်ခံပြီးကျင့်သုံးနေကြတာပဲဖြစ်တယ်ပေါ့ကျင့်သုံးနေကြတယ်ငြိတမ်းစိတ်ထဲမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်မာနတွေဖြစ်တယ်အိတ်တာတွေဖြစ်နေတယ်သို့တော့ငါတဏ္ဍာမှာလောဘတွေဖြစ်နေပါလားဒေါသတွေဖြစ်နေပါလားမောဟတွေဖြစ်နေပါလားအိတ်တာတွေဆိုမနာလိုတဲ့ jealousy တွေဖြစ်နေပါလားမစ္စရိယဆိုရယ်ကိုယ်သာကြီးပွားခြင်းနဲ့နော်ကိုယ်သာကြီးပွားခြင်းနဲ့အတ္တလွန်ကဲတဲ့မစ္စရိယတရားဖြစ်နေပါလားဆိုတာမသိကြဘူးအိပ်ပျော်နေတဲ့လူဟာဘယ်သိမလဲကိုယ်တဏ္ဍာမှာအကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိဘူးမကောင်းတာတွေလုပ်နေလို့လုပ်မှန်းမသိဘူးသူစိတ်ထဲမှာအပျော်အပါလို့ပဲသဘောထားတယ်တောက်ကြတယ်စားကြတယ်မူးကြတယ်ယူကြတယ်နော်တလုံးအတောင်ပြောနေကြတယ်ဘယ်နှစ်သိကူပဲဖြစ်ဖြစ်ဗမာတွေကမူးတဲ့နော်ကရင်နှစ်သိကူဗမာတွေကမူးတဲ့တရုတ်နှစ်သိကူလည်းဗမာတွေကမူးကမ္ဘာနှစ်သိကူဗမာတွေကမူးအဲ့နှစ်သိကူကိုအကြောင်းပြုပြီးတော့မူးနေတာမူးနေကြတာအဲ့ဒါကိုမူးလို့မူးမှမသိဘူးဆိုလို့ရှိရင်အိတ်နေတာနဲ့တူတူပဲပေါ့အိတ်နေတဲ့အခါမှာလူတွေဟာရောင်ရမ်းပြီးတော့ပြောဆိုနေကြတယ်အိတ်ရင်ရောင်တယ်တချို့လူတွေဆိုရင်နော်အိတ်ရင်ကနေထပြီးတော့ sleeping walker ဆိုတာအိတ်ပြောနေတဲ့အချိန်မှာထပြီးတော့အလုံးလုံးတဲ့လူတွေလည်းရှိတယ်လောကကြီးတောရတရားမှာဆိုလို့ရှိရင်မြစ်ဆင်းပြီးတော့ရေခတ်တာညအိပ်ပျော်နေတော့ဆင်းပြီးတော့ရေခတ်တယ်ခတ်ပြီးတော့အိမ်ကစင်အိုးကြီးထဲမှာရေတွေခတ်ထည့်ထားမနေ့ကျတော့ဘသူခတ်သွားတာပါလေရေတွေကပြည့်မှတော့အိပ်ပျော်နေရင်နဲ့ရောင်ပြီးထပြီးခတ်တာတဲ့ဟုတ်တော့ထုတ်ပဲနော်ညမှာအလုံးလုံးတယ်သူကအဲ့ဒါလို့ sleeping walker ဆိုတာလူတွေမှာရှိတယ်အိပ်ပျော်နေတဲ့အခါမှာထပြီးအလုံးလုံးတယ်ဒါပေမဲ့ तू ကသိလားလို့ဆိုမသိဘူး तू ကတော့အိပ်နေတယ်လို့ထင်တာပဲဒါပေမဲ့ထပြီးအလုံးလုံးနေတယ်အဲ့လိုလူမျိုးတွေလည်းလောကကြီးမှာရှိတယ်ပေါ့နော်အဲ့တော့ဒီပုဂ္ဂိုလ်ဟာလည်းပဲကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေလို့ဖြစ်နေမှမသိဘူးဆိုရင်အိပ်ပျော်တာနဲ့တူတူပဲပေါ့အဲ့ဒါကိုဆိုလိုတယ်ပမာဒတာယရှင်မူးမေးလျော်နေသည့်အတွက်အကုသလသမင်ခိတာယမကောင်းတဲ့အကုသိုလ်စိတ်တွေရင်ထဲနှလုံးထဲမှာဖြစ်နေတယ်ကိုယ်ရီလျောက်ကျင့်သုံးနေတယ်ပြောဆိုနေတယ်ဒါတွေကိုသိလားလို့ဆိုမသိဘူးနော်အဲ့ဒါအိပ်ပျော်နေခြင်းပဲကိုယ်တဏ္ဍာမှာမကောင်းတဲ့တရားတွေဖြစ်နေတာကိုဖြစ်မှန်းမသိဘူးဆိုတာအိပ်နေတာပဲလို့တို့ဆိုလို့အဲ့ဒါလို့ဘာကြောင့်အိပ်တုံးလို့မေးလိုက်တဲ့အခါမှာငါးခုဆိုတာဘာတော့ကာမိသန္တာလို့ခေါ်တဲ့လူချင်းစရာအာယုန်တွေကိုလူချင်းတဲ့လောဘလွှမ်းမိုးခံထားတဲ့ပုဂ္ဂိုလ်ဟာနော်လောဘကိုအကြောင်းပြုပြီးလုံးမိလို့ရတယ်လှုပ်တယ်ဟောကိုလှုပ်ရင်လှုပ်မှန်းလဲငါလှုပ်တာမကောင်းဘူးလို့လည်းမသိဘူးကောင်းတယ်လို့ပဲထင်ပြီးလှုပ်နေတယ်အဲ့ဒါဟာအိပ်ပျော်နေခြင်းပဲဗျာပါဒဆိုတဲ့ဒေါသဖြစ်လာပြီဆိုရင်ပြောတဲ့စကားမပြောတဲ့စကားခွဲခြားမသိဘူးထင်ရပြောလဲပြောတယ်လှုပ်လဲလှုပ်တယ်ဆိုတဲ့အခါမသိသည့်အတွက်ကြောင့်ဗျာပါဒဆိုတဲ့နိဝရဏတရားလွှမ်းမိုးထားလို့ရှင်တယ်တ
အိပ်ပျော်နေခြင်းပဲလို့ဒီလိုဆိုတယ်ဥဒိစ္စကုက္ကုစစိတ်တွေဟာစူးစီးလို့မရဘူးလွင့်ပြန်နေတယ်ပြာပုံထဲမှာခဲလေးကြလိုက်ရင်ခဲပြာမှုန်လေးတွေဟာလွင့်ပြန်သွားသလိုပဲလူရဲ့စိတ်ဟာလည်းပဲဘယ်အာယုံကိုမှစူးစီးလို့မရဘဲနဲ့လွင့်ပြန်နေလို့ရှိရင်ဥဒိစ္စလို့ခေါ်တယ်ကိုလုံးမိတဲ့အမှားတစ်ခုအတွက်စိတ်ပူပန်မှုတွေဖြစ်နေတယ်ကုက္ကုစလို့ခေါ်တယ်ဌိနမိတ်တကောင်းတဲ့အလုပ်လုပ်ဖို့ပညာသင်ဖို့ပဲဖြစ်စေတရားနာဖို့ပဲဖြစ်စေကောင်းတဲ့အလုပ်တွေမှာစိတ်အားတွေရောကြပြီးစိတ်မပါတာဌိနမိတ်တလို့ခေါ်တယ်အေးကိုလုပ်နေတဲ့အလုပ်တွေဘုရားတရားသံဃာနဲ့ပတ်သက်လာတဲ့ပုံမှာတန်တရားဝင်ပြီးတော့ရှေ့ဆက်မလုံနိုင်လောက်အောင်အဟံတာဖြစ်တာဝိသိကိစ္စလို့ခေါ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကာမိသန္တာဆိုတဲ့နိဝရဏလိုချင်စရာအာယုန်တွေကိုလိုချင်နေမှုဖြာပါဒနိဝရဏဆိုတာအာယုန်တွေပေါ်မှာမုန်းတီးမှုစိတ်ပြက်မှုဥဒိစ္စကုက္ကုစနိဝရဏစိတ်ရမတည်ငြိမ်မှုလွင့်ပြန်နေမှုစိတ်ပူပန်မှုဌိနမိတ်တစိတ်အားတွေရောကြနေမှုဝိသိကိစ္စတန်တရားနဲ့ရှေ့မတိုးနိုင်ဘူးအမှန်သိတာနဲ့ပတ်သက်ပြီးတန်တရားရှိပြီးရှေ့မတိုးနိုင်မဆုံးဖြတ်နိုင်ဖြစ်နေဘူးအဲ့ဒါကိုနိဝရဏတရားလို့ခေါ်တယ်အင်္ဂလိပ်လိုတော့ hindrance လို့ခေါ်တယ်အဆုတ်အပိတ်အဆုတ်အပိတ်ပိတ်ဆို့နေပြီဆိုလို့ရှိရင်လမ်းပေါ်မှာလဲကားတွေပိတ်ဆို့နေတယ်ဆိုသွားလို့မရရေမြောင်းထဲမှာလည်းအမိုက်တရိုက်ဓာတ်တွေပိတ်နေပြီဆိုရင်ရေမစီးတော့လူရဲ့တဏ္ဍာမှာလည်းပဲဒီကာမိသန္တာဆိုတာဓာတ်တရောတွေလိုပဲပိတ်ဆို့ပိတ်ဆို့နေသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေဆိုတာမဖြစ်လာတော့အဲ့ဒါကြောင့်မို့လို့နိဝရဏတရား၅မျိုးလွှမ်းမိုးခံထားရတဲ့လူ၅ယောက်ဟာနိုးနေတဲ့ထဲမှာအိပ်ပျော်နေသူ၅ယောက်လို့ဒီလိုဖြေတာတဲ့မြတ်စွာဘုရားဒါလောကမှာတကယ်အိပ်ပျော်ခြင်းပဲလေတကယ်အိပ်ပျော်ခြင်းပဲကမ္ဘာလောကကြီးကလူတွေကြည့်လိုက်အလုံးဟာလောဘရဲ့လွှမ်းမိုးမှုခံနေရတဲ့ပုဂ္ဂိုလ်ဖြစ်စဉ်ဖြစ်မယ်ဒေါသရဲ့လွှမ်းမိုးမှုခံနေရတဲ့ပုဂ္ဂိုလ်တွေဖြစ်မယ်ဒီကနေ့ခေတ်မှာဆိုရင်တာရာရိစင်ဆိုတာအချမ်းဖက်အတွေးအခေါ်တွေပေါ်လာပြီးတော့တာရာရစ်လို့ခေါ်ချမ်းဖက်သမားတွေပေါ်လာတယ်ဆိုတာဒေါသရဲ့လွှမ်းမိုးခံတာလို့ကိုလှုပ်တာကိုမှတ်နေပဲထင်နေကြတယ်ပေါ့အဲ့ဒါနိဝရဏတရားတွေရဲ့ဆိုးဝါးတောင်းကြမှုပဲလောဘတွေသိကြီးလာတဲ့အခါမှာနော်ကိုလောဘကိုမထိန်ချုပ်နိုင်သည့်အတွက်ကြောင့်တို့လောဘရဲ့လိုအပ်ချက်အတိုင်းရှားကြတယ်ဖွေကြတယ်လှုပ်ကြတယ်လူကြတယ်ရဲကြတယ်ဖြစ်လာမရဘူးဆိုရင်ဒေါသတွေဖြစ်ကြရိုက်ကြနှက်ကြဒီလိုတွေဖြစ်လာအဲ့ဒီကာမိသန္တာဆိုတဲ့နိဝရဏဖြာပါဒဆိုတဲ့နိဝရဏတရားဟာလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးကြီးစိုးထားပြီဆိုရင်ကိုယ်ဘာတွေလုပ်တယ်ဆိုတာကိုသိနိုင်စွာမရှိကြဘူးဒီလိုဆိုမယ်ပေါ့ဒါကြောင့်မို့နိဝရဏတရားလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်၅ဦးဟာနိုးနေတဲ့သူတွေထဲမှာအိပ်ပျော်နေသူများဖြစ်တယ်ဒီ၅ယောက်ဟာအိပ်ပျော်နေတဲ့လူတွေအဲ့တော့ကိုဟာအိပ်ပျော်တဲ့ထဲမပါအောင်ကာမိသန္တာကိုလျှော့ချရမယ်ဖယ်ရှားနိုင်ရမယ်ဗျာပါဒဆိုတဲ့ဒေါသကိုလျှော့ချနိုင်ရမယ်ဥဒိစ္စကုက္ကုစလို့ခေါ်တဲ့စိတ်လေလွင့်မှုနဲ့စိတ်ပူပန်မှုတွေကိုလျှော့ချနိုင်ရမယ်ဌိနမိတ်တလို့ဆိုတဲ့ကုသိုလ်ရေးမှာစိတ်အားတွေတွန့်ဆုတ်သွားမှုကိုလျှော့ချနိုင်ရဝိသိကိစ္စဆိုတဲ့တန်တရားတန်းလန်းနဲ့မဆုံးဖြတ်နိုင်စွာဆုံးဖြတ်နိုင်စွာမရှိဘဲနဲ့ရှေ့မလှမ်းနိုင်ပဲနဲ့ပင်ပန်းနေမှုစိတ်ပင်ပန်းနေမှုကိုလျှော့ချနိုင်ရအဲ့ဒါလို့ဆိုလို့ရပေါ့နော်ဒါကြောင့်မို့လို့နိုးနေတဲ့ပုဂ္ဂိုလ်ထဲမှာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ9ယောက်ရှိတယ်လို့မြတ်စွာဘုရားအထီးအဖြေကိုထုတ်တာပဲဖြစ်တယ်ပေါ့ဟောနောက်ဒုတိယမေခွန်းနဲ့ပတ်သက်တော့လဲမြတ်စွာဘုရားကဖြေတာနော်9ယောက်လို့ပဲဖြေတယ်အိပ်ပျော်နေတဲ့ထဲမှာနိုးနေတဲ့ပုဂ္ဂိုလ်ဟာလည်း9ယောက်လို့ဒီလိုဖြေအဲ့ဒီပုဂ္ဂိုလ်တွေဟာနိဝရဏတရားတွေနဲ့အိပ်မောချနေတဲ့ပုဂ္ဂိုလ်တွေထဲမှာတချို့ကြတော့လောဘနောက်လည်းမလိုက်ဘူး
ဒေါသနောက်လည်းမလိုက်ဘူးဩဒိစ္စကုဝုစဌိနမေတ္တာဝိသိကိစ္စဆိုတဲ့နိဝရဏတရားတွေရဲ့လွှမ်းမိုးမှုမခံဘူးသူဟာအကောင်းတဲ့ဆိုအကြောင်းအကျိုးကိုသိတယ်လောကကြီးရဲ့သဘာဝကိုစဉ်းစားပြီးတော့ကိုဘာလုပ်နေတယ်ဆိုတာကိုထင်ထင်ရှားရှားသိတယ်အပမာဒမမေ့မလျော့နေတဲ့ဘဝကြီးမှာရင့်မှုပြီးတော့မနေဘူးကုသိုလ်ကောင်းမှုလုပ်ရမယ်ဆိုတာသူတတိရတယ်မကောင်းတာတွေလုပ်နေလို့ရှိရင်ငါမကောင်းတဲ့ဘဝရောက်သွားလိမ့်မယ်ကောင်းတာတွေကြိုးစားလုပ်မှပဲလို့ဆိုပြီးကောင်းတာတွေနဲ့ဆိုးတာတွေခွဲခြားသိဖို့ပညာတွေသင်တယ်ရသော်ဗျာဟောကြားတဲ့တရားဓမ္မတွေနာယူတယ်တုဒ္ဒတွေစီးပူးတယ်ကောင်းတဲ့အဆိုးအကြောင်းကျိုးခွဲခြားသိဖို့ကြိုးစားတယ်ဆိုတဲ့ဘာတွေနဲ့တုံးဆိုရင်လူတွေရဲ့တဏ္ဍာမှာတစ်ခါကြတော့တတ္တာလို့ဆိုတဲ့ယုံကြည်ချက်ထက်ထက်မြက်မြက်ဖြစ်လာတာဝီရိယဆိုတဲ့မကောင်းတာတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားအထောက်မှုတွေဟာထက်ထက်မြက်မြက်ဖြစ်လာတယ်တတိဆိုတာမိမိလျော်ရောမနေဘူးကိုယ့်ရဲ့ဘဝအခြေအနေကိုစဉ်ဆက်မပြတ်တတိထားနေတယ်တမာတိစိတ်တည်ငြိမ်မှုဆိုတာရှိတယ်ပညာအမှန်ကိုသိနိုင်စွာဆင်ញင်တုံတရားအမျော်မြင်ပညာတရားဆိုတာရှိတယ်ဟောပေါင်းလိုက်တော့တတ္တဝိရိယတတိတမာတိပညာဣန္ဒြေ၅ပါးအဲ့ဒီတရားတရားတွေဖြစ်နေတဲ့အချိန်ဟောတရားတရားရဲ့ရှင်ထဲမှာတရားစွမ်းအားတွေပြည့်နေတဲ့ပုဂ္ဂိုလ်ဝိရိယစွမ်းအားတွေနဲ့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တတိစွမ်းအားတွေရှိပြီးတတိထားနေတဲ့ပုဂ္ဂိုလ်တမာတိစွမ်းအားတွေရှိပြီးစိတ်လေလွတ်မှုမရှိဘဲနဲ့တည်တတ်တည်ငြိမ်တဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်အသိပညာအမျှော်မြင်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်၅ဦးကြတော့နော်သူတို့ဟာပင်စတုတ်တေတုဇာကရာဒီပုဂ္ဂိုလ်၅ယောက်ဟာအိပ်ပျော်နေတဲ့လူထဲမှာနိုးနေတဲ့လူတွေဖြစ်တယ်လို့သူတို့ဆိုတယ်နော်အဲ့တော့ဘုန်းကြီးတို့တွေကိုယ့်ကိုစဉ်းစားရမှာငါနိုးနေတာလားငါအိပ်နေတာသဘာဝတရားအနေနဲ့ကိုယ်မှာတရားတရားတွေဖြစ်နေတယ်ဆိုရင်နိုးနေတယ်မကောင်းမှုတွေကိုဖယ်ရှားဖို့ကောင်းတာတွေကိုယ်တဏ္ဍာဖြစ်ဖို့ကြိုးစားနေတယ်ဆိုရင်ဒါနိုးနေတယ်ကိုယ်ဘဝအခြေအနေကိုဆင်ញင်သုံးသပ်ပြီးအမှတ်ရနေတယ်ဆိုရင်နိုးနေတယ်စိတ်တည်ငြိမ်မှုတွေရနေတယ်ဆိုရင်နိုးနေတယ်အသိပညာအမျှော်မြင်ဆင်ញင်တုံတရားရှိနေပြီဆိုရင်နိုးလာတယ်လို့ဒါတွေရှိမှအကောင်းဆုံးအကြောင်းကျိုးကိုသိတာဖြစ်သောကြောင့်တမန်အဖြစ်နိုးနေတဲ့လူတယောက်ဒီဘာမဆိုသိနေတယ်မျက်စိကမြင်တာလည်းသိတယ်အတန်ကြားရင်လည်းသိတယ်အနံ့ထွက်လာရင်လည်းသိတယ်အရသာပေါ်လာရင်လည်းသိတယ်ခန္ဓာကိုယ်ပါတစ်ခုထိရင်လည်းသိတယ်စိတ်ထဲကကြံစည်စိတ်ကူးပြီးတော့သိတယ်ဒါကြောင့်မို့တတ္တဝိရိယတတိတမာတိပညာဆိုတဲ့ဣန္ဒြေ၅ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအိပ်ပျော်နေတဲ့လူထဲမှာနိုးနေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်သူဟာမိမိလျော်ရောက်မနေဘဲနဲ့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားနေတာဖြစ်သောကြောင့်နိုးကြနေတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်နော်နိုးကြနေတဲ့ပုဂ္ဂိုလ်လို့ခေါ်လောကလူတွေဟာစဉ်းစားကြည့်လိုက်ပေါ့အခုတစ်ချိန်တည်းမှာပဲကြည့်တရားနာပြီးအသိပညာစီဘူးနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုစတိရှိုးမှာမော့ပြီးတော့နေတဲ့လူတွေရောမရှိပေဘူးလားအပျော်အပါးနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေအမျိုးစုံပဲဒီတစ်ချိန်တည်းမှာပဲတကဘာလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်နော်ဘယ်နေရာဘုံခွဲရမလဲဆိုပြီးတော့ဘုံခွဲဖို့ကြိုးစားတိုင်ပင်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီချိန်ရှိမှာဘယ်အိမ်သွားပြီးဖောက်ထွင်းပြီးပစ္စည်းလူရမလဲဆိုတဲ့ကြံစည်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိဒုစရိုက်မှုတွေကိုကျွလွန်မှုစိတ်ကူးကြံစည်ပလန်ချနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိအဲ့တော့လောကကြီးမှာဒီခြုံငုံကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲအိပ်ပျော်နေတဲ့လူကလည်း9ယောက်နိုးနေတဲ့လူကလည်း9ယောက်ပဲတကဘာလုံးမှာဓိတဲ့ပူစရာအကြောင်းမရှိတော့ဒီ9ယောက်ပဲဒီလိုဆိုလို့ပဲเนาะအဲ့တော့မြတ်စွာဘုရားဟောတာရှင်းရှင်းလေးပါနောက်တကပိစဟိရဇမာတိတိဆိုလူတွေရဲ့စိတ်ထဲမှာညှဉ်းနှွမ်းသွားတာဟာတခြားကြောင့်မဟုတ်ဘူးတဲ့၅မျိုးကြောင့်ညှဉ်းနှွမ်းတယ်၅မျိုးကြောင့်ဆိုတာတခြားမဟုတ်ဘူး
လိုချင်လောဘတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာတယ်စိတ်တွေလေလွင့်ပြီးပူပန်လာတယ်စိတ်အားတွေကုသိုလ်ရေးမှလျော့ကျလာတယ်တန်တရားတွေဖြစ်လာတဲ့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကိလေသာဆိုတဲ့စိတ်ကိုပူလောင်စေတတ်တဲ့အညစ်အကြေးတွေညစ်ပေတဲ့အရာတွေဟာသူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတာနိဝရဏတရား၅မျိုးကြောင့်အညစ်အကြေးတွေဟာပိုလို့ညစ်သေးလာခဲ့တယ်ပေါ့လောဘဖြစ်ပြီးဆိုရင်ပိုပြီးတော့ကိလေသာတွေထပ်ပိုးလာတယ်ဟုတ်ပြီလေလောဘဖြစ်ုံနဲ့ရပ်နေမှာမဟုတ်ဘူးလေလောဘဖြစ်လာပြီးလိုချင်စိတ်တွေများလာပြီးဆိုရင်သူတစ်ခုခုလုပ်တော့မယ်နော်တစ်ခုခုလုပ်တော့လောဘကိုအကြောင်းပြုပြီးတော့ကောင်းတာလုပ်မလားဆိုရင်မကောင်းတာလုပ်မယ်လေလိုချင်တဲ့စိတ်ရောက်လာပြီဆိုရင်သူများအသက်တတ်ဖို့ကြိုးစားလာလိမ့်မယ်သူများဥစ္စာခိုးဖို့ကြိုးစားလာလိမ့်မယ်သူတော်ဘာတာမယာစော်ကားဖို့ကြိုးစားလာလိမ့်မယ်လိမ်မှုကြိုးစားလာလိမ့်မယ်မူရစီဝသုံးမှုကြိုးစားလာလိမ့်မယ်ဒါလောဘဖြစ်လာဒေါသဖြစ်လာလို့ရှိရင်လည်းအဲ့ဒီဒုစရိုက်မှုတွေတည်းကတခုခုသူလုပ်ဖို့ကြိုးစားလာမှာပဲဒါကြောင့်မို့လို့ဒီလောဘပဲဖြစ်ဖြစ်အဓိကនិဝရဏတရားထဲမှာကာမိဆန္ဒနဲ့ဗျာပါဒလောဘနဲ့ဒေါသကျန်တာတွေဟာတတိကြီးပါလာအဲ့တော့និဝရဏတရား၅ပါးလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်ဟာတခုခုလုပ်ဖို့ကြိုးစားနေတာဖြစ်တော့ကြောင့်သူ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ဆိုတဲ့အညစ်အကြေးတွေကိလေသာဆိုတဲ့အညစ်အကြေးတွေဟာဆွဲကပ်ပြီးတော့လာတယ်လို့သူတို့ဆိုတယ်ပေါ့ဟုတ်ပြီပိစဝိပရိသုတ်စတိဘာတွေနဲ့သူကဘယ်အရာမျိုးတွေနဲ့ဘယ်မြတ်သောတရားနဲ့ဒီအညစ်အကြေးတွေကိုတန့်စင်ပြလို့ရမလဲនិဝရဏတရား၅ပါးနဲ့ကိလေသာဆိုတဲ့မြူမုံတွေကိုယ့်ရဲ့စိတ်ထဲမှာဆွဲကပ်လာပြီဆိုလို့ရှိရင်ဣန္ဒြေ၅ပါးလို့ခေါ်တဲ့တတ္တဝိရိယတတိသမารိပညာသို့မဟုတ်ဘူ၅ပါးလို့ခေါ်တဲ့တတ္တဝိရိယတတိသမารိပညာဒီစွမ်းအား၅ရပ်ကိုအသုံးချပြီးတော့တန့်ရှင်းစင်ကြယ်အောင်လုပ်အောင်အဝတ်တစ်ခုဟာအညစ်အကြေးဆွဲပြီဆိုရင်ဆပ်ပြာနဲ့ရေနဲ့တန့်စင်ဆေးချောလိုက်ရင်သို့မဟုတ် dry wash ပေါ့အချောက်လျှော်လိုက်ရင်ညစ်ကြေးတွေဟာပျောက်သွားတယ်ဒါထုံးစံခန္ဓာကိုယ်မှာအညစ်အကြေးတွေဆွဲလာပြီဆိုလို့ရှိရင်ဆေးကြောတုတ်တင်လိုက်ရင်ရှင်းသွားတာပဲပေါ့အေးအဲ့ဒါလိုပဲនិဝရဏတရားတွေကိုဖယ်ရှားပစ်ဖို့ဆိုရင်တရားဝိရိယတတိသမာဓိပညာဒီစွမ်းအားတွေနဲ့ပဲဖယ်ရှားပစ်ရမှာပဲလို့မြတ်စွာဘုရားကဒီလိုဖယ်ဟောကြားဆုံးမလိုက်တာကိုနတ်ကသဘောပေါက်သွားပြီးသူဟာရှင်းနဲ့အားရပြီးပြန်သွားတာဆိုသူ့အနေနဲ့ကတော့ဒီချက်တွေကိုသူသဘောပေါက်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့တမန်လူသားတွေအနေနဲ့တော့ဒါကိုရှင်းလင်းပြီးတော့ဖော်ပြမှအခုလိုသဘောပေါက်နိုင်တယ်ပေါ့နတ်ကသဘောပေါက်သွားတယ်အေးခုအားလုံးလည်းသဘောပေါက်သွားပြီလောကမှာအိတ်နေတယ်ဆိုတာនិဝရဏတွေရဲ့လွှမ်းမိုးမှုခံရတဲ့လူ၅ယောက်နိုးချနေတယ်ဆိုတာတတ္တဝိရိယတတိသမารိပညာစွမ်းအားတွေပြည့်နေတဲ့ပုဂ္ဂိုလ်၅ယောက်လောကမှာအညစ်အကြေးတွေဆွဲကပ်သွားတယ်ဆိုတာនិဝရဏတရား၅ပါးဖြစ်မဲ့ဆိုရင်ကိလေသာတွေထပ်ပိုးလာတာမို့ပို့ပြီးတော့အညစ်အကြေးတွေဆွဲလာတယ်အဲ့ဒါကိုတတ္တဝိရိယတတိသမารိပညာဆိုတဲ့စွမ်းအားတွေနဲ့ဆေးကြောပြည့်ဖြူစင်နိုင်တယ်ဆိုတဲ့ဒီကျင့်စဉ်တရားကိုမြတ်စွာဘုရားဟောတာဒါကြောင့်မို့နိုးချခြင်းနဲ့အိပ်ပျော်ခြင်းနဲ့နိုးချခြင်းလို့ဆိုတာဟာတမန်အနေထားမျိုးမဟုတ်ဘဲနဲ့ခုလိုတရားဓမ္မနဲ့ဆက်ရှင်ပြီးတော့ဟောကြားဆုံးမတာပဲဖြစ်ဒီသုတ်တံကတာယုဒ္ဓနိကေမှာဇာဂရသုတ်ဆိုပြီးတော့ဒီကာထာနှစ်ပုဒ်နဲ့လက်ဆောင်များဟောကြားခဲ့တာဖြစ်တယ်ပေါ့အမေးဖြေသဘောနဲ့ဟောကြားခဲ့တာ950ဇာတကဝတ္ထုတွေကိုရှားပြီးတော့ကြည့်လိုက်တဲ့အခါမှာနော်950ထဲမှာဇာဂရဇတ်ဆိုတာရှိတယ်ဇာဂရဆိုတာနိုးကြသူနိုးကြခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့ဒီ950ဇတ်ထဲမှာဟောကြားထားတာလေးကလည်းမှတ်သားစရာကောင်းလို့သို့တော့အဲ့ဒီအချိန်မှာဖះကဟောတာမဟုတ်ဘဲနဲ့ဖះအလောင်းပညာရှိယသိကဟောပြောတဲ့အရာဖြစ်လို့ဒါလည်းပဲဒီနေရာမှာမှတ်သားဖို့ကောင်းတယ်အဲ့ဒီဇာလမ်းမှာလည်းပဲဖ
ဖះလောင်းယသိဟာတောထွက်ပြီးတော့တရားတွေအားထုတ်တယ်ဇံပင်ညင်တွေရပြီးတော့တောထဲမှာယသိအကြောင်းမှာတရင်သုံးနေထိုင်ယမယံခဈဉ္ဉံရှောက်ပြီးတော့တရားနှလုံးသွင်းတယ်သူတို့ခေတ်ကတော့သူတို့ကျင့်တယ်ဆိုတာသမထကျင့်စဉ်ပဲကျင့်တာတမာတိလုပ်ငန်းနဲ့ကျင့်တယ်တမာတိအောင်မြင်သည့်အတွက်ကြောင့်ဇံပင်ညင်တွေရတယ်အဲ့ဒီအချိန်မှာသူနေတဲ့သင်္ကန်းကျောင်းအနီးမှာရှိတဲ့တစ်ပင်မှာနေတဲ့နတ်ကမေကုန်းတွေလာမေးတာအဲ့ဒီမေကုန်းကိုဘုရားလောင်းကဖြေခဲ့တဲ့ဇာလန်းလေးကိုမှတ်တမ်းတင်ထားတာဒီသုံးနဲ့ဆက်ဆက်နေလို့ဆက်ဆက်ပြီးတော့မှတ်သားကြရမှာဖြစ်တယ်ပေါ့သာဂရဇတ်ဆိုတာ414ခုမြောက်ဇတ်950ထဲမှာ414ဇတ်မြောက်အဲ့ဒီဇတ်မှာသူကနတ်ကမေးတာဗာမေးလဲဆိုကောဒသာဂရတံတုတ်တော်လောကကြီးမှာတဲ့နိုးနေတဲ့ထဲမှာဘသူအိပ်ပျော်နေတာလဲဒီမေကုန်းပဲနော်မေကုန်းလေးနည်းနည်းပဲကွာနိုးနေတဲ့လူထဲမှာဘသူဟာအိပ်ပျော်နေတဲ့လူလဲကောဒတုတ်တေသူသာဂရောအိပ်ပျော်နေတဲ့လူထဲမှာနိုးနေသူကဘသူလဲဒီမေကုန်းကောမမေတံဝိသနာတိသူမေးတဲ့မေကုန်းကိုဘသူသိလဲနတ်ကမေးပြီးတော့သူမေကုန်းကိုဘသူဖြေနိုင်လဲကောတံပฏิဘာနတိမေပฏิဘာနတိမေနော်သူမေးတဲ့မေကုန်းလေးအဖြေကိုဘသူဖြေဆိုနိုင်မလဲလို့ဆိုတဲ့ဒီလိုဘုရားလောင်းယသိကိုလာပြီးတော့မေးတဲ့အခါမှာဘုရားလောင်းယသိဖြေတဲ့စကားလေးကိုလည်းကြည့်ပေါ့သူကမေးတာနိုးနေတဲ့အထဲမှာအိပ်ပျော်နေတဲ့လူကဘယ်သူတော့ဆိုတော့ဘုရားလောင်းကဖြေတာအဟံဇာဂရတံတုတ်အဟံဇာဂရတံတုတ်တော်တဲ့ငါဟာနိုးနေတဲ့လူထဲမှာအိပ်ပျော်နေတဲ့လူပဲဒါတခုနော်သူပြန်ရှင်းပြလိုက်မယ်သူဟာနိုးနေတဲ့လူထဲမှာအိပ်ပျော်နေသူတယောက်ဖြစ်တယ်အဟံတုတ်တေသူစာတော့ငါဟာအိပ်နေတဲ့လူထဲမှာတော့နိုးတဲ့လူဖြစ်တယ်ဟော तू ကအိပ်ပျော်နေတာလဲ तू ပဲနိုးတာလဲ तू ပဲသူ့အဖြေကနော်အိပ်ပျော်နေတဲ့သူထဲမှာငါဟာနိုးနေသူဖြစ်တယ်အဟမေတံဝိဇာနာတိမင်းမေးတဲ့ပြဿနာငါပဲအဖြေကိုသိတယ်အဟံပฏิဘာနာမိမင်းရဲ့မေးခွန်းကိုငါဖြေဆိုနိုင်တယ်လို့ယသိကအဲ့ဒါလို့သူ့ကိုယ်သူစံတင်ပြီးတော့ဖြေလိုက်တာဖြေလိုက်တဲ့အခါကျတော့သူအိပ်ပျော်နေတဲ့နိုးနေတဲ့လူထဲမှာအိပ်ပျော်နေသူဆိုတာသူပဲလို့ဆိုတော့နတ်ကထပ်ပြီးတော့မေးတာကထံဇာကရတံတုတ်တော်နေပါအောင်ကိုတော့အိပ်ပျော်နေတဲ့ထဲမှာနိုးနေတဲ့ထဲမှာဘယ်လိုလုပ်ပြီးကိုတော့အိပ်ပျော်တဲ့သူဖြစ်တာလဲတဲ့ဒါမေးခွန်းတစ်ခုကထံတုတ်တေသူဇာကရောအိပ်ပျော်နေတဲ့ထဲမှာကိုတော်ကဘယ်လိုလုပ်ပြီးတော့နိုးနေသူဖြစ်ရတာလဲသူကနှစ်ခုစလုံးပဲနော်နိုးနာလဲသူပဲအိပ်ပျော်နာလဲသူပဲလို့ဖြေထားတာအဲ့တော့ဘယ်လိုလုပ်ပြီးတော့နိုးနေတဲ့လူထဲမှာအိပ်ပျော်သူဖြစ်ပြီးအိပ်ပျော်နေတဲ့သူတွေထဲမှာနိုးသူဖြစ်ရတာလဲတဲ့ကထံအေတံဝိဇာနာဘယ်လိုနားလဲရမလဲကိုတော်ဖြေတဲ့အဖြေကိုဘယ်လိုနားလဲရမလဲကထံပฏิဘာနတိဘယ်လိုအဖြေကိုဘယ်လိုရှင်းပြနိုင်မလဲလို့ဒီလိုမေးတဲ့အခါမှာယသိကရှင်းပြတယ်ပေါ့ယေဓမ္မံနပ္ပဇာနန္တိတန်ယမောတိဓမောတိစာတေတုသုပ္ပမာနောအဟံဇက္ခာမိထေဝတိဩနတလောကကြီးမှာကြည့်လိုက်တဲ့နော်လောကကြီးကိုကြည့်လိုက်အားလုံးကိုခြုံကြည့်လိုက်လူအများစုဟာဓမ္မကိုမသိကြဘူးတဲ့အစစ်မှန်တရားဓမ္မဆိုတာကိုသူတို့မသိကြဘူးယေဓမ္မနပ္ပဇာနန္တိသူတို့ဟာအစစ်မှန်တရားကိုမသိကြဘူးတန်ယမောတိဓမောတိစာစောင့်စည်းရမယ်ဆိုတဲ့ကိုချင်းတရားကိုလည်းမသိဘူးတဲ့ဓမ္မဆိုတဲ့ကိုယ့်ကိုယ်ဆုံးမပြီးယဉ်ကျေးအောင်ဣန္ဒြေသိက္ခာရှိအောင်နေရမယ်ဆိုတာလဲမသိကြဘူးတဲ့အဲ့ဒါလို့မသိတဲ့ပုဂ္ဂိုလ်ထဲမှာ
ငါကဓမ္မကိုသိတယ်နော်ဘယ်လိုကိုချင်းသီလနဲ့ဘယ်လိုနေရမယ်ဣန္ဒြေသိက္ခာရှိဘယ်လိုနေရမယ်ဆိုတာငါသိတယ်ဒါကြောင့်မို့လောကသားတွေအိပ်ပျော်နေတဲ့အထဲမှာငါဟာနိုးနေတဲ့လူလို့ပြောလို့ရတယ်သူကတရားသိလို့သူသိတယ်တရားသီလအကြောင်းသိတယ်နော်သီလအကြောင်းသိတယ်ဣန္ဒြေကိုဆုံးမပြီးယဉ်ကျေးမှုအကြောင်းကိုသူသိတယ်ဟောဒီတစ်ခုဓမ္မကိုသိသောကြောင့်သူဟာမသိတဲ့ပုဂ္ဂိုလ်တွေအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မကိုမသိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတရားဓမ္မကိုမသိတဲ့ပုဂ္ဂိုလ်တွေထဲမှာတော့ငါကသိသူဖြစ်လို့ငါသည်နော်နိုးနေသူပဲလို့ဒီလိုဆိုလို့တယ်တခါနိုးနေသူထဲမှာငါအိပ်ပျော်နေသူလို့ပြောတာဘာလို့ဆိုရေတံရာဂောစဒေါသောစအဝိဇ္ဇာစဝိရာစိတာလောကမှာရာဂဒေါသမောဟဆိုတဲ့ကိလေသာအညစ်အကြေးတွေကိုအကျွင့်မဲ့ဖယ်ရှားပစ်ပြီးတဲ့ဘုရားယဟန္တာဆိုတဲ့ပုဂ္ဂိုလ်သူမြတ်တွေရှိတယ်တဲ့ယသိကသူ့မှာရာဂဒေါသမောဟမကင်းသေးဘူးလေသူ့မှာရာဂလည်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်ဒါပေမဲ့လို့သူဟာချိုးနှိမ်ထားတဲ့အဆက်မှာသူရှိတယ်ဒါကြောင့်မို့သူပြောတာတန်ယမရာဂဖြစ်ရင်ဖြစ်မခံဘူးဒေါသဖြစ်ရင်ဖြစ်မခံဘူးမောဟဖြစ်ရင်ဖြစ်မခံဘူးတန်ယမသူ့ကိုယ်သူစောင့်စည်းတယ်ထိမ့်သိမ့်တယ်အဲ့ဒီထိမ့်သိမ့်မှုဟာအရေးကြီးတယ်ဘုန်းကြီးတို့တွေလည်းထိမ့်သိမ့်မှုရအရေးကြီးတယ်ပေါ့ပုရုဇဉ်မှုဖြစ်ခြင်းဖြစ်လာမယ်ဒါပေမဲ့ထိမ့်ရနော်မထိမ့်မဲ့နဲ့လွတ်မထားရလောကလူတွေကတော့အမလီငါစိတ်တူတတ်တယ်လာမပြောနဲ့ဆိုပြီးသူ့ကိုယ်သူတော်မှမြောက်ပင့်ပေးလိုက်သေးတယ်ဒေါသဖြစ်တဲ့တောင်ဂုံယူဝင်ကြွားနေတတ်သေးတယ်နော်ဒေါသနဲ့ challenge လုပ်သေးတယ်လေလူတွေကစိန်ခေါ်ကြတယ်အဲ့တော့ကိုဒေါသကိုထိရမှမသိဘူးရှက်ရမှလည်းမသိဘူးဖြစ်တယ်အေးယဟန္တာပုဂ္ဂိုလ်တွေဟာရေတံရာဂောစဒေါသောစအဝိဇ္ဇာစဝိရာစိတာလောဘဒေါသတွေရာဂဒေါသမောဟတွေအားလုံးကိုပြတ်ဆဲသွားအောင်အရှင်းဖြတ်ပြလိုက်တဲ့ဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့တေတုသာဂရမာလိတုအဲ့ဒီယဟန္တာပုဂ္ဂိုလ်မြတ်တွေကြတော့ကိလေသာဆိုတဲ့အိပ်ပျော်မှုတွေလုံးဝမရှိသည့်အတွက်ကြောင့်သူတို့ဟာအမြဲနိုးနေတဲ့ပုဂ္ဂိုလ်တွေနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေနိုးကြတက်ကြွနေတဲ့ယဟန္တာအတိုင်းဝိုင်းမှာတော့ငါဟာပုထုဇဉ်များဖြစ်သည့်အတွက်ကြောင့်ငါဟာအိပ်ပျော်နေတဲ့လူပဲဖြစ်ပါတယ်လို့ဟောယတိယပြောတယ်နော်သူပြောတာလဲအမှန်တမ်းသဘာဝကြတယ်ပေါ့ယုတ်တိရှိအမှန်တမ်းသဘာဝကြတယ်နော်လူတော်လူကောင်းအနေနဲ့သူဟာကိုချင်းတီလာကိုထိမ့်သိမ်းဆောက်ရှောက်တယ်ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ကိုယ့်ကိုဆုံးမနိုင်တယ်တရားဓမ္မကိုသိတယ်ကိုယ့်ကိုထိမ့်နိုင်သည့်အတွက်ကြောင့်သူဟာမထိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေခြားထဲမှာဆိုရင်တော့သူကမထိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေကအိပ်ပျော်နေတာဒါပေမဲ့သူကထိမ့်နိုင်သည့်အတွက်ကြောင့်သူဟာအိပ်ပျော်တဲ့လူတွေခြားထဲမှာနိုးနေသူဖြစ်ရတယ်ဒါပေမဲ့လို့ယဟန္တာပုဂ္ဂိုလ်တွေလိုကိလေသာတွေကိုသူရှင်းလင်းပြီးတော့ဖယ်ရှားနိုင်စွာမရှိသေးဘူးယမယံကလာလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေသူ့ရင်ထဲမှာဖြစ်လာတတ်သေးတယ်အဲ့ဒါတွေကိုသူထိမ့်ချုပ်နေရတာလားဖြစ်တယ်ယဟန္တာပုဂ္ဂိုလ်တွေကြတော့အရှင်းဖယ်ရှားသုတ်သင်ပြီးသားဖြစ်သည့်အတွက်ကြောင့်သူတို့ဟာလုံးဝနိုးကြနေကြတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဗုဒ္ဓဆိုတဲ့စကားလုံးအဓိပ္ပာယ်တစ်ခုနဲ့သုံးပြတဲ့အခါကျဗုဒ္ဓဆိုတာနိုးကြသူလို့အဓိပ္ပာယ်ရတယ်နော်ဗုဒ္ဓသစ္စာလေးပါးကိုသိသူသို့မဟုတ်နိုးကြသူဗုဒ္ဓဆိုတဲ့စကားလုံးဟာအဲ့ဒီအဓိပ္ပာယ်ကိုဖော်ဆောင်တယ်သစ္စာလေးပါးကိုသိသူတနည်းအားဖြင့်နိုးကြသူနိုးနေသူအိတ်နေသူမဟုတ်ဘူးအိတ်ပြောနေရင်ဘာမှမသိဘူးနိုးနေမှသိတယ်ဒါကြောင့်မို့ဘုရားကိုဗုဒ္ဓနိုးကြသူလို့အတူအချင်းပြောမယ်ဆိုရင်အဲ့ဒါလို့ဆိုတယ်ဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျအဝိက္ကာလို့ပြန် awake ဆိုနိုးလာအဝိက္ကာဆိုတာနိုးကြသူသိသူကြတော့နိုးဝါဘာမဆိုအကုန်သိတယ်မြတ်စွာဘုရားဒါမို့ဗုဒ္ဓဆိုတဲ့စကားလုံးကသုံးလိုက်တဲ့အဓိပ္ပာယ်ကတော့သိသူနဲ့နိုးကြသူလို့အဓိပ္ပာယ်ရတယ်ပေါ့ဒါကြောင့်မို့
ဗုဒ္ဓမြတ်စွာလို့ဘုရားကိုကိုးကွယ်စိတ်ကကြတဲ့ပုဂ္ဂိုလ်တွေဟာဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတာနော်တကယ်ကိုတရားမှန်ကိုသိတော်မူတဲ့ပုဂ္ဂိုလ်မြတ်တကယ်နိုးကြားနေတဲ့သာဝရနိုးကြားမှုနဲ့နိုးကြားနေတဲ့ပုဂ္ဂိုလ်မြတ်ကိုစိတ်ကကိုးကွယ်ပါတယ်သူ့ရဲ့အဆုံးအမတွေကိုခံယူပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိလို့ဗုဒ္ဓဘာသာတွေဟာဆိုကြတာဖြစ်တယ်ပေါ့အေးအဲ့ဒါလို့သူကဖြေလိုက်တာစိတ်ဝင်စားစရာကောင်းတယ်အိတ်နေတဲ့လူတွေထဲမှာတော့သူကနိုးသူဖြစ်ပြီးတော့နိုးချနေတဲ့ပုဂ္ဂိုလ်ထဲမှာတော့သူကအိတ်နေတုံးပဲလို့အိတ်နေသူပဲဖြစ်တယ်လို့ဆိုတာဟာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာတော့သူဟာနိုးချသူလို့ဆိုနိုင်တယ်သို့တော်အရိယသူတော်စင်တွေနဲ့နှိုင်းယှဉ်ပြီးတော့ယဟန္တာပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့သူဟာအိပ်ပျော်နေတုံးပဲလို့ဒီလိုဆိုလိုတဲ့သဘောပဲအဲ့ဒါလို့ရှင်းပြလိုက်တဲ့အခါကျတော့သူ့ကိုလာမေးတဲ့နတ်ကမေတ္တာမသဘောကျပြီးသူ့ကိုကောင်းချီးပေးပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်မေတ္တာမကျေနပ်အားရတဲ့အဖြေတစ်ခုရရှိလိုက်တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အခုဒီအဖြေနှစ်ခုကိုဆက်ဆက်ကြည့်လိုက်မြတ်စွာဘုရားရဲ့အဖြေကဘယ်လိုလဲမြတ်စွာဘုရားရဲ့အဖြေကနိဝရဏ၅ပါးရဲ့လွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်ဟာအိပ်ပျော်နေသူဖြစ်တယ်တတ္တဝိရိယတတိသမารိပညာတို့ရဲ့စွမ်းအားတွေပြည့်နေတဲ့ပုဂ္ဂိုလ်ဟာနိုးနေသူဖြစ်တယ်လို့နိဝရဏတရား၅ပါးရှိလာလို့ရှင်လူတွေရဲ့တဏ္ဍာမှာအညစ်အကြေးတွေပို့များလာနိုင်တယ်တတ္တဝိရိယတတိသမารိပညာဆိုတဲ့စွမ်းအား၅မျိုးနဲ့မှအဲ့ဓာတွေကိုဖယ်ရှားသုတ်သင်ပြနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဖြစ်တယ်ဘုရားလောင်းယသိပြောတဲ့စကားကြတော့သူတယောက်တည်းသိပင်လေအိပ်ပျော်သူလဲသူပဲနိုးနေသူလဲသူပဲဘာကြောင့်သူ့ကိုအိပ်ပျော်တယ်လို့ခေါ်တော့လို့ဆိုလို့ရှိရင်ယဟန္တာပုဂ္ဂိုလ်တွေလိုရာဂဒေါသမောဟဆိုတဲ့ကိလေသာတွေကိုအရှင်းမပယ်နိုင်သေးသည့်အတွက်ကြောင့်သူဟာအိပ်ပျော်နေတော့မယ်လို့ပြောတာသို့သောတာမန်ပုဂ္ဂိုလ်တွေခြားထဲမှာသူဟာတရားဓမ္မကိုသိပြီတန်ယမဆိုတဲ့ကိုချင်းတရားနဲ့ဆောင်စည်းမှုဓမ္မဆိုတဲ့ကိုယ့်ကိုဆုံးမနိုင်မှုဆိုတဲ့ဒီကောင်းမြတ်တဲ့အရေးချင်းတွေနှစ်ခုကြောင့်သူဟာတာမန်ပုထုဇဉ်တွေအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တွေကြားထဲမှာသူဟာနိုးကြားနေသူဖြစ်တယ်လို့ဒီလိုဖြေဆိုခြင်းပဲဖြစ်တယ်နော်ဒါကြောင့်မို့အိပ်ပျော်ခြင်းနဲ့နိုးကြားခြင်းဆိုဒီမှာတဘာဝအားဖြင့်ဒီအိပ်ပျော်နေလို့ရှိရင်အမှန်တရားကိုသိနိုင်စွာမရှိဘူးနိုးကြားနေမှအမှန်တရားကိုသိနိုင်စွာရှိတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာအမြဲတမ်းလေ့လာဆင်ခြင်နေကြရမယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်နိုင်အောင်ကြိုးစားကြရမယ်ဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမြတ်စွာဘုရားဘာတွေဟောခဲ့တယ်ဆိုတာကိုသိရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကိုဘုရားပန်းရည်ချမ်းစီပြီးလေးကပ်ပြီးတော့စီးပွားဥစ္စာတိုးတက်ပါရစေလို့ဆုတောင်းနေုံနဲ့တော့သိပ်ပြီးတော့အကျိုးများရှိမှာမဟုတ်ဘူးမြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မအတိုင်းလိုက်နာကျင့်သုံးမှသာလေကြီးမားသောအကျိုးကျေးဇူးကိုရရှိကြမှာဖြစ်တယ်လို့မှတ်သားထားကြဖို့လိုအပ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တို့တွေဟာအိပ်ပျော်နေတဲ့လူထဲမှာနိုးကြတဲ့ပုဂ္ဂိုလ်ဖြစ်အောင်တို့တွေနေ့စဉ်နဲ့အမျှကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့စိတ်ထဲမှာမှတ်သားနာယူပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသိရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသိရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာ
လူရဆန္ဒပြေပါစေသက်ရှိကျမ်းမာသိချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပဝင်းငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ဤအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကန္တကလေးအောင်လေးတဲ့ရောရှဲသင်ပြပိတိတိဟုသောယနတ်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း